မူလာကသူမဟာတစ္ဆာရှိတဲ့စစ်ဗိုလ်ချုပ်မိသားစုရဲ့သမီးဖြစ်ပြီးယခင်ဧကရမင်းကိုယ်တိုင်ရွေးချယ်ပေးထားတဲ့အရှိမင်းသားရဲ့ကျင်ရသောအစစ်ပါပဲဒါပေမဲ့လွန်ခဲ့တဲ့တနစ်ကယခင်ဧကရမင်းနတ်ရွာဆန်သွားတဲ့နောက်အေရှိမင်းသားနန်းတန်နိုင်အောင်သူမရဲ့ဖခင်နဲ့မောင်နှမတွေကစစ်မြေပြင်မှာအသက်ပေးခဲ့ရကြပါတယ်ဒါပေမဲ့သူမမမျှော်လင့်ထားတာတော့အေရှိမင်းသားဟာနန်းတပ်ပြီးနောက်ပိုင်းမှာသူမကိုပြစ်ပယ်ထားပြီးဝင်ကြီးချုပ်ရဲ့သမီးကိုပဲမိဖုရားကောင်းကြီးအဖြစ်မြောက်ချခဲ့တာပါအကျေတော်စိတ်လျှော့ပါတော့စုံကိုလော်တော့မင်းဝတ်ထားတာမိဖုရားကောင်းကြီးပဲဝေးရတဲ့ဝတ်စုံလေးမင်းပဲလို့တောင်ဝေးရတာလေအော်အကျေတော်မသိသေးပါဘူးကျမရဲ့ဖခင်ကတဘိုးနေညာမှာအောင်မြင်သလိုဧကရမင်းမြတ်ကကျမကိုမိဖုရားကောင်းကြီးအဖြစ်တင်မြောက်လိုက်ပြီလေထိုအခါမှာတော့ထိုမင်းကလေးဟာဝင်ကြီးချုပ်ကသူမရဲ့ဖခင်နဲ့မောင်နှမတို့ရဲ့ဂုံပြူကိုလှုပ်ယူသွားပြီးသူမရတဲ့နေရာကိုလည်းထိုမင်းကလေးကလှုပ်ယူသွားပြီးဆိုတာကိုသိလိုက်ရပါတယ်သူမဟာဧကရမင်းမြတ်ထံသွားရောက်ရင်းဆိုင်ပေမဲ့ဧကရမင်းတော်ဝင်ကြီးချုပ်ရဲ့ထောက်ပံ့ချက်လိုအပ်နေတာကြောင့်သူမကိုမိဖုရားကောင်းကြီးအဖြစ်မတင်မြောက်နိုင်ပဲရှမ်းကူလိုတော်ဆိုတဲ့ပွဲကိုပဲပေးခဲ့ပါတယ်ဒါတင်မကဘူးမိဖုရားကောင်းကြီးနဲ့မပြိုင်ဆိုင်နိုင်အောင်တနစ်တိုင်အိမ်မှာပဲဝိပ္ပူဆူတောင်းနေဖို့အမိန့်ပေးခဲ့ပါတယ်သူမဟာတီဆုံးသွားတဲ့သူမရဲ့ဖခင်နဲ့မောင်နှမတွေအတွက်ကလက်ချဲဖို့နဲ့သူမရဲ့နေရာကိုပြန်ရဖို့အတွက်တနစ်တာအတွင်းမှာသူမရဲ့ပြက်တန်းတဲ့စိတ်နေထိုင်မှုကိုဖျောက်ပစ်ပြီးနူးညံ့တိမ်မွေ့တဲ့အလှပကလေးလေးဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်နန်းတော်ကိုပြန်ရောက်တဲ့နေ့မှာမိဖုရားကောင်းကြီးကသူမကိုအစီကံတွေနေတဲ့နားနေဆောင်ထဲမှာပဲနေဖို့အမိန့်ပေးပါတယ်မိဖုရားကောင်းကြီးကဘယ်လိုပဲနှိမ်ချပါသူမကတော့မိဖုရားကောင်းကြီးရဲ့အမိန့်ကိုနားခိုင်ပါတယ်လို့အေးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်မိဖုရားကောင်းကြီးကအပြစ်ရှာခြင်းပေမဲ့သူမကအလိုက်သေးနေပြနေတော့စိတ်ပြတ်သွားပြီးထွက်သွားပါတယ်ဒါပေမဲ့မိဖုရားကောင်းကြီးကသူမကိုစောင့်ကြည့်ဖို့နဲ့ဧကရမင်းမြတ်နဲ့မတွေ့နိုင်ဖို့တားဆီးဖို့အတွက်ယုံကြည်ရတဲ့အစီခံနှစ်ယောက်ကိုထားခဲ့ပါတယ်။သူမကဧကရမင်းမြတ်တတိထားစေဖို့အတွက်လီကန်းနဲ့တရန်ဘော်ကိုတက်ပြီးပီပီတူရီယာကိုတီးခတ်ပါတယ်။ဧကရမင်းကထိုဂီတတန်ကိုကြားတဲ့အခါသူမပြန်ရောက်လာပြီဆိုတာကိုတတိယပြီးသူမစီကိုလာပါတယ်။ဧကရမင်းကိုတွေ့တဲ့အခါသူမကလီကန်းဘော်ကဆင်းလာတဲ့ခြေအားနဲ့ကျင်အောင်တုပ်ပြီးဧကရမင်းရဲ့ရင်ခွင်ထဲကိုတမင်လဲကျလိုက်ပါတယ်။ဒီအကွက်ကဧကရမင်းကိုပိုပြီးစိတ်ဝင်စားသွားစေပါတယ်။3ရက်အကြာကပွဲနေ့မှာမိဖုရားကောင်းကြီးကအရင်ကအတိုင်းပဲအစိတ်ခတ်တဲ့ဝိုင်ကိုတိုက်ပါတယ်။ထိုမင်းကလေးကအစိတ်မှန်းတီးပေမဲ့တမင်တကာတောက်ပြလိုက်ပါတယ်။မိဖုရားကောင်းကြီးကအောင်မြင်ပြီးဆိုပြီးနားနေဆောင်စီကိုလူအုပ်နဲ့ချီတက်သွားပါတယ်။ဒါပေမဲ့အထဲမှာရှိနေတာကသူမထင်ထားတဲ့တငယ်ချင်းမဟုတ်ပဲသူမကိုလာကြည့်တဲ့ဧကရမင်းမြတ်ထင်နေပါတယ်။မိဖုရားကောင်းကြီးနဲ့သူမရဲ့လူတွေကအတဲကိုဝုန်းကနေဝင်သွားပြီးဧကရမင်းရဲ့ပါးကိုပိတ်ခေါင်းကိုအိတ်နဲ့ဆွတ်ပြီးမုံထုတ်တယ်လို့ထုတ်ပြီးအားရပါရဝိုင်းရိုက်ကြပါတော့တယ်။ဧကရမင်းတော့စကားလည်းမပြောနိုင်ပဲနာကျင်လို့အော်ဟစ်နေရပါတယ်အစီကံတွေကပိုပြီးပြင်းထန်ရိုက်လေထူမင်းကလေးရဲ့စိတ်ထဲမှာပိုပြီးပျော်လေပါပဲဘာဖြစ်လို့လဲဆိုတော့မိဖုရားကောင်းကြီးရဲ့ကံကြမ္မာဟာပိုပြီးဆိုးဝါးလာတော့မှာမို့ပါမိဖုရားကောင်းကြီးကတော့အိတ်ထဲကလူကိုဧကရမင်းလို့မသိပဲထူမင်းကလေးကိုအမျိုးမျိုးစိုးစော်နေပါတယ်သူမဟာဧကရမင်းရှေ့မှာပြလိရှိတဲ့တိတ်ခါရှိတဲ့ပုံစံကိုလုံးဝဖျောက်ပစ်လိုက်ပါတယ်နောက်ဆုံးမှာမိဖုရားကောင်းကြီးကလူတိုင်းရှေ့မှာထူမင်းကလေးရဲ့အဆက်ကိုခွဲဖို့အတွက်ခေါင်းစွပ်အိတ်ကိုချွတ်ဖို့ပြင်လိုက်ပါတယ်ထိုမင်းကလေးကမိဖုရားကောင်းကြီးပြန်လမ်းမရှိအောင်အိတ်ကိုမချွတ်ပါနဲ့ကျမလူတော်မတိုးရတော့မှစိုးလိုပါလို့ဒူးထောက်တောင်းပန်ခြင်းအောင်ဆောင်းလိုက်ပါတယ်ဒါကိုမိဖုရားကောင်းကြီးကပိုပြီးအားတတ်သွားပြီးငါကလူတိုင်းရှေ့မှာမင်းရဲ့ဖောက်ပြမှုကိုတက်တည်ပြမှာမင်းနောက်ဆိုဧကရမင်းကိုဘယ်လိုမှမမြူစောလို့မရစေရတော့ဘူးလို့ပြောပြီးအိတ်ကိုဆွဲချုပ်လိုက်ပါတော့တယ်